အားလုံးပဲမင်္ဂလာပါဒီနေ့တော့ညီကိုတွေအတွက်တပွဲကောင်းဆော့လို့ရမယ့်ပွဲစဉ်နှစ်ပွဲရဲ့သုံးသက်ချက်အနှစ်ရှုံးနေတူမောင်းကပ်ပွဲစဉ်လေးတွေကိုလည်းကျွန်တော်အလင်းတင်တယ်လို့ပေးဖို့ပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့တပွဲကောင်းရရမယ့်ပထမဆုံးပွဲစဉ်ကတော့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ပွဲစဉ်ဖြစ်ပါတယ်လီဗာပူးအိမ်ဝင်ပေါက်ထားတဲ့ဘော်ဒီဂျီကတော့လီဗာပူးဘက်က level 10ရှုံးပေါက်ထားတာဖြစ်ပါတယ်ချန်ပီယံလိပွဲစဉ်တွေမှာနှစ်သင်းထိပ်တိုက်တွေ့ဆုံခဲ့စဉ်ဒီကတော့ရီယယ်မက်ဒရစ်ကလီဗာပူးထက်အတော်လေးကိုပတ်သားနဲ့ကစားခဲ့တဲ့အသင်းဖြစ်ပါတယ်။လက်ရှိလီဗာပူးရဲ့ခြေစွမ်းကလည်းအနည်းငယ်အကျပဲရောက်နေတယ်ဆိုပေမဲ့ပြီးခဲ့တဲ့အပတ်အေဗီလာနဲ့ကန်သွားခဲ့တဲ့ပွဲစဉ်ရဲ့ခြေစွမ်းကတော့အတော်လေးကိုကောင်းမှုနေတာတွေ့ရပါတယ်။ဒါကြောင့်အင်ရှင်လည်းဖြစ်တဲ့ level ပဲပေါက်ထားတဲ့အနေအထားမှာလီဗာပူးသေးရင်အဲ့တဲ့ပို့ပြီးမျှော်လင့်နိုင်လို့ကျွန်တော်ကတော့အင်ရှင်ဘက်ကလီဗာပူးကိုတပွဲကောင်းရိုက်မှာဖြစ်ပါတယ်။နောက်တစ်သင်းကတော့ Bristol နဲ့ Blackburn ပွဲစဉ်ဖြစ်ပါတယ်။ပေါက်ထားတဲ့ဂိုးပေါင်းကြီးကတော့နှလုံး80ရှုံးဖြစ်ပါတယ်။နှစ်သင်းလုံးဂိုးသွင်းအားရှိတဲ့အသင်းတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကဒီပွဲစဉ်ကိုဘော်ဒီမကစားတော့ဘဲနဲ့ဂိုးပေါင်းကိုဘော်ဒီတပွဲကောင်းရိုက်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြပေးသွားတဲ့အဓိကပွဲစဉ်နှစ်ပွဲကတော့လီဗာပူးဘော်ဒီခရစ္စတိုစီရီဂိုးပေါ်ဖြစ်ပါတယ်။နီကိုတွေကြိုက်တွေ့ရပွဲစဉ်လေးတွေကိုတပွဲကောင်းရိုက်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ညမှာအမြဲချာခြင်းတဲ့ညီကိုတွေအားလုံးပဲရကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။